Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပြပြီးသွားမှာဇူလိုင်24ရက်နေ့မှာရောက်ရှိလာတဲ့ကျွန်တော် Lucky Cream မှာဘာကန်စကင်လေးဘာ outfit တွေပါလာမလဲဆိုတာကိုကျွန်တော် brother တို့လိုက်ပြပြီးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးကျွန်တော်ညုံမြပြထားတဲ့ဒီပုံလေးတွေကိုအရင်ဆုံးနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ဝင်လိုက်ပြီးဆိုတာနဲ့တန်းပြီးရောက်ပါတယ်ဒီမှာoutfit 3နဲ့ပါမယ် African 4နဲ့ပါမယ် outfit မတ်တီ outfit 3နဲ့ပါမယ် African 4နဲ့ပါမယ်ကျန်တာရိုးရိုး outfit လေးဟိုဒီအုတ်ထုပ်လေးတွေပါလေးပါမယ်ဒီမှာလင်းပါမယ်ဒီမှာဆိုရင်တစ်စင်ဒါနေရာမှာတစ်စင်ကြီးဖြစ်သွားပြီပေါ့နော်ဒါလည်းဆိုရင်လှတယ်ဒီမှာ material အကြောင်းကြီးတွေပါတယ် material အကြောင်းအကြီးတွေပါတယ်အဲဒါစီပါကွာလို့ကျွန်တော်တို့ emote တွေပါစတစ်ကာတွေပါပြီပေါ့နော်စီဘူးတွေပတ်ပတ်တွေ helmet တွေပါတယ်ကျွန်တော်တို့လက်ကြည့်လိုက်အောင်နော်မတ်တီ outfit တွေရဆိုရင်ဒီမှာဒါဆိုရင်ကိုရန် outfit ဟိုမိုက်တယ်ကိုရန် outfit ဒီမှာဆိုရင်လေတော့ဟမ်တာပါမိုက်တယ်ဒီမှာဆိုရင် V skin V outfit လို့လည်းပြောလို့ရတယ်ဒါပြား outfit ဆိုတော့လေပြားနဲ့တူတယ်ဆိုတော့V outfit ပေါ့နော်ဒီမှာဆိုရင်ဒါကိုရန်ရွှေအောင်ကြီးနဲ့ဘာလို့ဒီမှာတစ်ချက်တတိထားမိရတာမသိဒီ outfit 3ထဲမှာကျွန်တော်ဒီမှာ line လေးတွေပါတယ်ဒီမျိုးလေး shape လေးတွေထည့်ပေးထားလေးတွေပါတယ်ဒီမှာဆိုရင်လည်းပါတယ်ကြည့်လိုက်ပါဒီမှာကြည့်လိုက်နော်မူလေး shape လေးတွေပါတယ် V မှာဆိုရင်လည်းပါတယ်ဗျာဒါဒီ outfit တွေဒါတော့တော်တော်လှတယ် African လေးမှာဆိုရင်ဒီမှာစကန် level 1လေးကချစ်စရာလေးနော်ကလေးကစားစရာလေးကြာနေရပဲဒါပေမဲ့ level မှတ်သွားတဲ့အခါမှာဆိုရင်ပို့ပြီးတော့မိုက်တယ်ကလေးတွေမြင်လူတော်လိုချင်မလားပဲကေးမက်ဆီကိုကျွန်တော်ချက်ရှုံးမယ်ရိုးရှင်းလေးနဲ့တော်တော်လှတယ်ရိုးရှင်းလေးတော်လှပြီးတော့ဒီမှာ post နော်ကန်ပြီးပို့ပေးရတော့ချစ်စင်ဒီမှာပုံလောင်းမုံကလည်းမိုက်တယ်နော်ဒါပါတယ်ရေကူးကန်လေးတွေမှာလောင်းမုံကြီးကြာတယ် oh my god ညောင်းကြီးမိုက်တယ်ဒီမှာ AKN skin level 1လေးမှာဆိုရင်ပုံမှန်ရိုးလေးပဲမလာဘူးလို့ထင်ရတယ်ဒါပေမဲ့ကျွန်တော် level မှတ်သွားရင်level မှတ်သွားရင်မိုက်တယ်ချစ်စင်ကြီးဒါလေမှာပါဒါခွေးတဲ့ဖိန်တင်ခွေးတဲ့စီရတိုင်းပေါ့ဗျာဒီမှာ game message ကိုရှိုးလိုက်အောင်ဒီကြောက်ကောင်းလေးကလည်းဆောင်းမိုက်တယ်ပြီးတော့လောင်းပုံရောက်ရင်လောင်းပုံမှာဆိုရင်ဒါလုံးဝဒီရွှေဘုံကြီးပေါ့နော်တောခတ်တာရွှေဘုံကြီးပြည်နေရရှာနေတဲ့ဘုံကြီးပေါ့ဗျာတော်တော်မိုက်တယ်ပြီးတော့ကျွန်တော်တို့ TV28 မှာဆိုတော့အဲ့လိုပါနေတယ်မပါဘူးတောင်းဘက်သွားပြီးလှတယ်သူက game message ပဲပါတယ် game message ဆိုရင်ရိုးရှင်းလေးနဲ့ကြည်လေးဗျာကြည်ပဲအေးချမ်းသွားမှာဒီ game message လေးကိုမြင်လိုက်ရုံနဲ့အေးချမ်းသွားမှာဗျာကိုစင်မာရဲ့ M249 ကိုရှိုးလိုက်မယ်ဆိုရင်ကြည့်အောင် shit တော့ငမန်းကောင်းကြီးနဲ့နော်ထိတ်မှာ level မှတ်တယ်ငမန်းကောင်းကြီးနဲ့ game message ကိုရှိုးokay ဒီမှာကောင်းလိုက်ရနော် game message ကလုံးဝကျွတ်စင်ကြီးဗျာဒီမှာကြီးမှန်တဲ့ခါမှာထွက်လာတဲ့ effect ဆိုလဲဆောင်းရမိုက်တယ်ဗျာဒါတော်မိုက်တယ်ဒီမှာဆိုရင်ရိုး outfit လေးတွေပါလေးတွေပါတယ်အများ outfit လေးတော်တော်များများတော့ပါတယ်ပေါ့နော်အင်ကြီးတွေပါလည်းပါတယ်ကျွန်တော်တခုပြောနေတာကဒီပုံးကိုဖောက်တင်တယ်draw 50ပြည်သွားလို့ရှိရင်ကျွန်တော်တို့ဒီပုံးလေးရပါတော့ဒီပုံးလေးတော့ဖွင့်လို့ရတယ် meridian တစ်ချောင်းဒါမှမဟုတ်နှစ်ချောင်းကံကောင်းရင်ဘာလို့ဒီဈေးဦးတွေပဲပေါက်မှာပေါ့နော်ကံကောင်းရင်ဆိုတော့ဘာလို့ဒီမှာ African လေးပေါက်နိုင်တယ်အဲ့ထဲမှာအလားတော့ပြပြရမယ်ဆိုရင်လာတော့ဒီ AKN စကန်အလားတော့မယ်ဗျာဒါတို့ပုံးထောက်တာတော့50ပြည်သွားလို့ရှိရင်ဒီပုံးလေးတော့ဖွင့်လို့ရတယ်ဒါဆောင်းရမိုက်ပါတယ်ညိုဘာသာတို့တိုက်တွန်းနေတာဒီပုံးကိုဘာသာတို့ဖောက်သင့်ပါတယ်ဖောက်ရင်တကယ်တန်ပါတယ်မက်တီ outfit ရရင်လည်းတော်တော်တန်တယ်မက်တီ outfit ကပို့ပြီးတော့လာတယ်ဒီမက်တီ outfit နဲ့ဒီ AKN ကန်နဲ့ဆိုရင်တော့မိုက်တယ်
ဒီမှာကြည့်လိုက်ဒီမှာခေါင်းလေးပါတယ်တော်မိုက်လေလုံးဝပဲမိုက်ပဲဒီမှာဆိုရင်အဖက်ကိုလည်းကြည့်လိုက်အောင်နော်ပြားကြီးကိုမြည်ကြည့်တယ်ဟင်းအောင်ငမ်းမြောက်စားတာဤဝတ်တာမြည်ကြုံနေမငမ်းမြောက်စားတာပါလို့နော်ဒီမှာကြည့်လိုက်ပါဒီပုံကိုဘာလို့ဒီကြပေါ့ဟောက်ကိုဖောက်တင်နေဖောက်ကြပါလို့လေကျွန်တော်တိုက်တွန်းနေဖောက်ရတာတော်တော်တန်လေးပုံရမယ်ပေါက်သွားလို့လက်တဲ့အောက်ဖေးတွေဂန်းလေးပေါက်သွားလို့ရှိရင်ဆောင်းရလှပါတယ်အဲဒါကိုဘာသာလို့ဒီပုံကိုမဖြစ်မနေပေါက်ကြပါလို့နော်ဒီတိုင်းရက်ခံပါတယ်အားပေးပါရဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုကို like and share လေးလုပ်ပေးသွားကြပါဦးညဆိုပါ